ခန်းနဲ့ချက်ပင်နီဒီ1894 1984အမေရိကန်လေဒီယိုနှင့်ရုပ်မြင်သံကြားလူရှင်တော်တူဖြစ်သည်အသက်18နှစ်တွင်တရောပညာရှင်အဖြစ်စတင်ကအနုပညာစင်မြင့်ပေါ်သို့ရောက်ရှိလာခဲ့သည်1929ခုတွင်ရုပ်ရှင်တရုပ်ဆောင်ဖြစ်လာပြီးရုပ်ရှင်ကားပေါင်း20ကျော်ရိုက်ကူးခဲ့သည်ရေဒီယိုအသံလွှင့်အစီအစဉ်များတွင်18နှစ်ကြာပါဝင်ပြီးနောက်1950ခုနှစ်မှစတင်ကရုပ်မြင်သံကြားဟာတာသမားဖြစ်လာသည်ဘင်နီဒီဂျူးနွယ်ဖွားအမေရိကန်တဦးဖြစ်သည်နာမည်ရင်းမှာဘင်ဂျမင်ကူဘက်စကီဖြစ်သည်ဂျက်ဗင်နီအမည်ကိုစင်မော်တက်လာသည့်အခါမှယူလာခဲ့ခြင်းဖြစ်သည်ဘင်နီကိုရှီကာဂိုမြို့တွင်မွေးဖွားခဲ့သည်သို့သောငယ်စဉ်ဘဝသူနေထိုင်ပြီးကြီးပြင်းခဲ့၍ဇာတိလိုဖြစ်နေသောမြို့ကမူအီလီနွိုင်းပြည်နယ်ဝေါ်ဂီဂန်မြို့ဖြစ်သည်ဂီတတစ်ခုတည်းမဟုတ်ဘူးလုပ်ငန်းမှန်သမျှဒီအတိုင်းပဲအချို့ပိုင်းတွေလွယ်တယ်အချို့ပိုင်းတွေကခက်တယ်ဘယ်လုပ်ငန်းမဆိုတကယ်တမ်းအောင်မြင်ခြင်းခက်တဲ့ပိုင်းတွေလည်းမလွဲမရှောင်သာလေ့ကျင့်ရလိမ့်မယ်ဒါမှအဖြစ်သာအဖေကွယ်လွန်ကာနီးရပိုင်းလောက်အထိအဖေကိုကျွန်တော်ကောင်းကောင်းသဘောပေါက်ခဲ့ပါဘူးအဖေကိုကျွန်တော်ချစ်သည်ယူလဲယူသည်သို့တော်ကျွန်တော်အမြင်၌အဖေကအလွန်သမာရိုးကျလွန်းသူအသည့်အဆန်းဆိုရင်ဘာမှမတွေးတဲ့မမြင်တဲ့သူတူဖြစ်သည်အဖေနာမည်ကမီယာကူစပယ်ကီအီလီနွိုင်းပြည်နယ်ဝေါ်ဂီဂန်မြို့မှာအဖေအဝတ်အထည်နှင့်အချုပ်ပစ္စည်းရောင်းဆိုင်လေးတစ်ဆိုင်ဖွင့်ထားသည်အဖေကဘာကသူ့ဆိုင်ကလေးရဲ့အမဲသားဆိုင်အပေါ်တကကျွန်တော်တို့နေအိမ်ငန်းရဲ့ဆိုင်နဲ့အိမ်ကြားကအကူအတန်းခီးရဲ့ဒါပဲဖြစ်သည်အဲ့ဒီပေါင်ချင်းချင်းလေးမှာအဖေနေခဲ့သည်နေ့စဉ်နေ့တိုင်းပင်ညသာစားပြီးသည့်ချိန်၌စပွဲပေါ်ကိုတန်ရှင်းသုတ်သင်ပြီးအဖေကအမေနဲ့အတူဆက်ထိုင်ကတနစ်တာတွေ့ကြုံများကိုသုံးသပ်ပြောဆိုလို့ရှိသည်ဒီအချိန်သူပြောတတ်သည့်စကားတွေကဒီကနေ့ဘလောက်ဖိုးရောင်းရတယ်အတွင်းကဝတ်ထဲချုပ်ရောင်းရတယ်ကုမ္ပဏီနဲ့ကအကျွေးကိစ္စဘလို့ခက်ခဲရှိသည်ယခုတလောသူတို့လောကမှာပြောဆိုနေကြသည့်နောက်ဆုံးပေါ်အင်ကြီးအစံကြောင်းကတော့ဖြင့်ဘလို့စသည်ဖြင့်ဆိုင်လုပ်ငန်းနဲ့ပတ်သက်သမျှကြီးသာဖြစ်သည်ကျွန်တော်6နှစ်မြောက်မွေးနေ့မှာတော့အဖေကောင်းထဲမှာကျွန်တော်မသိသေးသည့်အခြားလေးမျိုးကြိုးဝက်ချက်အပိုင်းတွေရှိနေသေးကြောင်းစဉ်းစားမိရာကိစ္စတစ်ခုကြုံကြိုက်ခဲ့သည်ဒီနေ့ညနေမှာအဖေကျွန်တော်ကိုလက်ဆောင်ပစ္စည်းထုတ်ကြီးတစ်ခုပေးသည်ကျွန်တော်သိလို့စားတာဖြင့်ဖြည့်ကြည့်လိုက်တော့တရောတလက်ဘင်နီသားတရောသမားတယောက်ဖြစ်အောင်လုပ်ရမယ်အဖေကဆိုသည်သားကိုအဖေအကောင်းဆုံးတရောဆရာကြီးမှာအပ်ပေးမယ်တနေ့မှနာမည်ကျော်ဂီတပညာရှင်တယောက်ဖြစ်ချင်းဖြစ်လာမှာပေါ့ကွာဟုတ်ကဲ့အဖေကိုအများကြီးကျေးဇူးတင်ပါတယ်လက်ဆောင်ပစ္စည်းရ၍ကျွန်တော်ဝမ်းသာမိသည်သို့တော်ဒီယာမဟုတ်ပဲစပိန်တတိယမည်ဆိုရင်ကျွန်တော်ဒီတဲ့မကဝမ်းသာအောင်မှသိကြသည်ဒီကုလက်ဆောင်ပစ္စည်းကအဖေအတွက်ဘာအဓိပ္ပာယ်တွေစောင့်နေသလဲကျွန်တော်မသိကျွန်တော်ဒီမှာဆရာဒီမှာကျွန်တော်တရောပညာစတင်သည်ကျွန်တော်လက်ချောင်းတွေကခွန်အားရှိတဲ့တော့တွက်လက်တာပြီးတော့ကျွန်တော်မှာအတန်စီဝါနားရှိတာကုဘာသာကိုသတိပြုမိသည်သို့တော့ကျွန်တော်မှာအဓိကအားနည်းချက်တစ်ခုတော့ရှိသည်အဲ့ဒါကပြင်းရည်ခြင်းညဘက်အိမ်ပြန်ရောက်တဲ့အဖေကမေးလေးရှိသည်အခြေအနေဘယ်လိုလဲရောဆရာကြီးဘင်နီကူဘက်စကီကောင်းပါတယ်ဖေတာမန်မှန်လေးကျင့်နေနော်လေးကျင့်ပါတယ်ဖေဒါမှအဖေသားကွာသို့တော့တညမှာတော့ကျွန်တော်နှုတ်ကအလွယ်တကူထွက်သည့်ကောင်းပါတယ်အဖေလောက်နဲ့ကိစ္စမပြီးတော့ဒါလေးကျင့်မနေနော်ကျင့်ပါတယ်ဖေဒါဖြင့်ပြသန်းကွာဘာတွေကျင့်ထားတယ်လဲကျွန်တော်ကတချောင်းတော့စင်မော်ရှိတိသားစာရွက်လေးကိုပြသည်အဖေကဒီဂီတသင်္ကေတတွေရေးတတ်သည့်စာရွက်ကိုတည်တည်ချာချာကြည့်ပြီးနောက်ဟာဒါလွယ်လေးပဲကွာမင်းရင်တလားလိုက်ကလေးကတက်ပြီးသားမဟုတ်လားဟုဆိုကျွန်တော်ထက်လေ့ကျင့်နေတာပါ
ကျွန်တော်ကအရှုံးမပေးသည်အဖေတပြင်းချကကလထိုင်မှာထိုင်လိုက်သည်သားဆရာနဲ့အဖေစကားပြောပြီးမင်းမှာပါရမီရှိတယ်တဲ့အဖေကဆရာကပြောတယ်မင်းမှာပြင်းမင်းဒါပေမဲ့မင်းပြင်းတယ်ခိုးတယ်ဇွေတာလေးတွေတော့ပဲရှောက်တီးနေတာလို့သူကဆိုတယ်သားတနေ့ကျရင်ဂီတပညာရှင်ကြီးတယောက်ဖြစ်လာနိုင်တယ်တဲ့ဒါပေမဲ့ခက်တဲ့အပိုင်းတွေပါကြည်ညက်အောင်လေ့ကျင့်မှဖြစ်မှာအဖေခဏမြငေးနေသည်ထို့နောက်အလေးနဲ့ထက်ဆိုသည်ဂီတတစ်ခုတည်းမဟုတ်ဘူးလုပ်ငန်းမှန်သမျှဒီတိုင်းပဲအချို့ပိုင်းတွေလွယ်တယ်အချို့ပိုင်းတွေခက်တယ်ဘယ်လုပ်ငန်းမဆိုတကယ်တမ်းအောင်မြင်ခြင်းရင်ခက်ခဲတဲ့ပိုင်းတွေလည်းမလွဲမရှောင်သာလေ့ကျင့်ရလိမ့်မယ်မင်းဒါကိုမမေ့နဲ့ဟုတ်ကဲ့ပြီကျွန်တော်အသက်16နှစ်မှာဟော်ဂီကန်ရှိဘာရီဆန်ဇက်ယုံဒီဝိုင်းတွင်ပါဝင်ခွင့်ရသည်ပထမဆုံးပွဲအပြည့်တွင်အဖေဇက်စင်နောက်ရောက်လာသည်မင်းကဒါပဲလားဘာကျွန်းသမားတွေအတွက်တီးတာကဇက်တောက်လေးတစ်ခုတည်းဒါနဲ့တင်ပြီးသလားကျွန်တော်လို့ပုံမနားမလည်ရပြင်အဖေကမေးသည်ဒါပဲပေါ့အဖေကကောင်းခါသည်မဟုတ်သေးဘူးကွာရှူမန်လေးနည်းနည်းလောက်တော့ထဲ့မဲ့ထင်းနေတာ sorry ဖေရဒီဟာကဇက်တီဝိုင်းမဟုတ်လားကျွန်တော်လည်းတစ်ချိန်လုံးလေးလာနေပါတယ်အဖေမျက်နှာနည်းနည်းလေးကြည်လင်သွားသည်ကောင်းတဲ့သားမပြည့်ကျူးသားပြီးခတ်တဲ့အပိုင်းတွေလည်းထက်တလေးလေးကျစ်စင်းအောက်ရှိဇက်တီဝိုင်းတွင်တီးခတ်နေသူအစ်စ်မှစင်းမြင့်ပေါ်တွင်လက်ဆန်းပြဖျော်ဖြေသူအစ်စ်တို့ခက်မြန်ပဲကျွန်တော်တက်လန်းနိုင်ခဲ့သည်စင်မော်တက်ဆပထမတွဲဖက်ရသူကကိုရာဆော့ဘာရီမြည်ရှိအမျိုးသမီးစနေရသမားတစ်ယောက်ဖြစ်သည်ထို့နောက်ဂျက်ပင်နီအမည်ကိုခံယူပါစနေရလီမန်ဦးနှင့်အတူစနေရတရောတွဲဖက်တင်ဆက်မှုအစီအစဉ်များစတင်သည်ဒီနေ့မှာတော့အမှတ်မတင်ကျွန်တော်မေးအောက်ကတရောလေးကိုအသာဖဲကပရိသတ်ကိုရေစရာစကားတခွန်းပြောလိုက်မိသည်ပရိသတ်ကတကယ်ပွဲကြတော့ကျွန်တော်အားတင်သွားသည်သို့တော်တစ်ချိန်တည်းမှာပဲအဲ့ဒီရေမောလက်ခုပ်တံကိုကျွန်တော်ဆွဲလန်းသွားခဲ့သည်စင်သစ်ဒီရေမောတံကကျွန်တော်ကိုဂီတသမားဘဝကိုပါလုံးဝအဆုံးသတ်သွားစေခဲ့ပါသည်အကြောင်းမူအဲ့ဒီနောက်ပိုင်းတစ်လျှောက်လုံးတရုတ်ဟာသအတွက်အမှတပါမေးအောင်မှကျွန်တော်တခါမှမထားဖြစ်တော့ကြောင့်ဖြစ်သည်အဖေဩဝါဒကိုကောင်းစွာမလိုက်နာမိခဲ့ရ၍ဆွဲဆူဆူဂီတကကျွန်တော်အတွက်အခက်ခဲသောအလုပ်တစ်ခုဖြစ်သည်စင်မော်တက်ကရေစရာလေးတစ်ခွန်းစာနှစ်ခွန်းစာပြောယုံနဲ့ပရိသတ်ကိုကျွန်တော်ထိနိုင်သည်ဆိုရင်ဒါသည်ပင်ကျွန်တော်နဲ့အကိုက်ညီဆုံးလို့ဟုကျွန်တော်မှတ်ယူလိုက်တော့သည်ဤသို့ဖြင့်ကျွန်တော်တကူတော်ဟာသာသမားတစ်ယောက်ဖြစ်လာခဲ့ပေသည်သို့တော်များမကြာမီလူတွေကိုရေစရာပြောခြင်းဟူသည်လဲတကယ်တမ်းလွယ်ကူသောအလုပ်မဟုတ်ပါလားဆိုတာကိုကျွန်တော်သိရလာသည်တခါတရံမှာရေစရာလေးတစ်ခွန်းလွယ်ကူကောက်ထည့်လိုက်ရုံရတော့လဲတချို့နေရာတွေများမူတကယ်အကွက်ဝင်ထိမိသောဟာသားတစ်ခုရအောင်တကယ်ကြိုးစားအထောက်ရတတ်သည်ဟာသားကိစ္စတွင်စီဝါကိုက်မှုကလည်းအလွန်အရေးကြီးသည်ခဏလေးဆိုင်းပေးလိုက်သည့်အတွက်ဟာသားကွက်တိမိမိဖြစ်သွားတတ်သလိုအဝင်နှိမ့်သည့်အတွက်ဟာသားကွက်ပြတ်သွားတာတွေလည်းအများကြီးရှိသည်ခြုံပြောရလျင်ဟာသားသမားမှလည်းဂီတပညာနည်းတူတက်မြောက်ကျွမ်းကျင်ထားရမည့်အခြေခံတွေအများကြီးရှိသည်ကျင့်ညက်အောင်ထားရမည့်ခတ်သောပိုင်းစိတ်ပိုင်းတွေလည်းတပုံတွင်ရှိသည်သို့သောကျွန်တော်အတွက်အရေးကြီးသောကွဲပြားချက်ဟာသားနယ်ပယ်မှာကြဒါငါတကယ်မြုပ်ချင်တဲ့နယ်ပယ်ပါလားဟုသိလိုက်ရခြင်းဖြစ်သည်အိမ်မခွာသားနှစ်များတွင်ကျွန်တော်မိဘတန်းစာမကြာခဏရေးပါသည်သို့သောဇက်ကုံစင်းမြင့်ပေါ်တွင်ကျွန်တော်ရှူမန်၏တရောတေးသွားတွေကိုတိခတ်နေခြင်းမဟုတ်ကြောင်းအတိပေးလိုက်ရအောင်ကတတိမရှိခဲ့သို့တော်မလွဲမရှောင်သာသောဒီနေ့မှာတော့ဟော်ဂီကန်ကစီစဉ်သည့်ပွဲတစ်ခုတွင်ကျွန်တော်ရောက်လာသည်အဖေအချုပ်ဆိုင်သို့သွားကကျွန်တော်ပွဲလက်မှတ်နှစ်ဆောင်ပေးသည်အဖေနဲ့အမေတို့ပွဲလက်မှတ်ဟုဆိုတော့အဖေကပွဲလာဟုဆိုကကျွန်တော်ကိုတက်မကြည့်ပဲမေးသည်မင်းကိုကလစ်ပြီးခဲ့တဲ့ဘက်ကရှီကာဂိုမှာကြီးခဲ့ရတယ်တဲ့သူကပြောတော့မင်းတရောမထိုးဘူးဆိုစင်မော်တော့ယူလာတယ်တဲ့ကလစ်ကကျွန်တော်နဲ့ညီကိုဝမ်းခွဲတော်ဆက်သူဖြစ်သည်ဟုတ်ပါတယ်အဖေသူပြောတာမှန်ပါတယ်ကျွန်တော်အရင်အစီအစဉ်မဟုတ်တော့ပါဘူးအခုစင်မော်မှာပြက်လုံးတွေထုတ်ပါတယ်သူကနှုတ်ဆက်နေသည်ပြီးတော့မှဒါဖြင့်တရောကိုဘာအတွက်ယူတာလဲအထောက်ကူကသူပါတော့ရေရတယ်
တယောကရည်ကြလားအဖေကျွန်တော်ကိုမြုံကြည့်နိုင်ရန်ဖြင့်ကြည်နေသည်နောက်တော့မှအာနာပြုံးလေးနဲ့ပြောသည်ဝမ်းနေပါလေဖင်ကြီးဖေမရတဘူးကွာနောက်ပိုင်းနှစ်တွေများဖြောပြမှုလောကတွင်ကျွန်တော်တနေ့တစ်ချက်အောင်မြင်လာခဲ့ပါတယ်သို့တော့အဖေကျွန်တော်ကိုစိတ်ပြတ်သွားသည့်အကြောင်းတတိယမိတဲ့လက်ရှိကြောကြားအောင်မြင်မှုအတွက်ဖြစ်သည့်ဝမ်းသာတက်ကြွစိတ်များကငြိမ်သက်သွားရမည်ဖြစ်သည်အဖေမရေတဘူးကွာဆိုသည့်စကားသံကကျွန်တော်နားထဲမှာဘယ်တော့မှမထွက်တော့မိတို့ပင်ဖြစ်စီထိတ်တန့်အားသာသမားတယောက်ဖြစ်အောင်ကကျွန်တော်တကယ်ပင်တန်တိတ်တန်တာကြိုးစားခဲ့ပါသည်ပွဲတိုင်းအတွက်ကျွန်တော်အစမ်းလေ့ကျင့်မှုတွေအကြိမ်ကြိမ်ပြုလုပ်သည်ဟာတာခွက်တွေအသစ်ပြုပြင်သည်စာသားတွေစကလုံးတွေပြန်လည်ရွေးချယ်သည်ဘယ်တော့မှစိတ်တိုင်းမကြပဲအကြိမ်ကြိမ်ပြင်ဆင်လွန်းသဖြင့်ဒါရိုက်တာများအခြားကျုပ်ဆောင်များမကြာခဏစိတ်ညစ်ကြမကျင်မနှက်ဖြစ်ကြရသည်သူတို့ကကျွန်တော်အား6ပြည့်ကင်းသမားအလွန်ကြီးများသူဟူ၍ကင်မွန်းတတ်ကြသည်သူတို့တွေဘာပဲပြောပြောကျွန်တော်ကတော့စင်ပေါ်အဝင်အထွက်များအခန်းအကူပြောင်းတီလုံးများနဲ့ပတ်သက်လာလျင်စိတ်တိုင်းမကြမချင်းအတတလဲလဲအပင်ပန်းခံကမုံမှန်ပြည့်တင်မြဲဖြစ်သည်ဒုတိယကဘာစစ်ဖြစ်ခါနီးလေးတွင်ကျွန်တော်ဒေါ်ရောတီလီမာနှင့်တွေ့ဖက်လျက်ရုပ်ရှင်ကယာယီကူပါသည်ဒုတိယကဘာစစ်ဖြစ်ခါနီးလေးတွင်ကျွန်တော်ဒေါ်ရောတီမာနှင့်တွေ့ဖက်လျက် Man About Town ရုပ်ရှင်ကကျွန်တော်ရိုက်ကူးပါသည်ပြည်စည်းသည်ဆိုသည့်အခါစကားပွင့်ပွဲကိုဟော်ဂီက၌ကျင်းပရန်ကုမ္ပဏီကကျွန်တော်မြစ်တာရက်ခံခဲ့သည်ဟော်ဂီကမှာလက်လေဝဲအခမ်းအနားနှင့်ကျွန်တော်အားဂုဏ်ပြုသည့်ညသာစာပွဲတစ်ခုစီစဉ်ထားကြရာရခင်စင်မြင့်ပေါ်ဖျော်ဖြေတုန်းကညင်းခဲ့သောဖေသည်ဒီပွဲမှာတော့လိရှုမနေနိုင်တော့ကျွန်တော်ကလည်းလက်လေပွဲအခမ်းအနားစီမံကြီးကြပ်သည့်ပုဂ္ဂိုလ်ဟာအဖေကိုရှေ့ဆုံးတွင်ကျွန်တော်နှင့်ဒေါ်ရောတီမာလီကြားနေရာချထားပြီးရမှာကြသည်ဒီအချိန်မှာတော့အဖေအသက်80ပြည့်ခဲ့ပြီအမေလည်းမရှိတော့ရခင်ကတောင်းတင်းသောခန္ဓာကိုယ်များကညားသွားကြုံနေသွားခဲ့ပြီသို့တော့ခေါင်းပေါ်ရှိဝေစပင်တို့ဝင်းလက်ရှိပြီးမျက်လုံးများကလည်းဖြက်လက်ဆဲအကင်းပါဆဲဖြစ်သည်ကားပေါ်မှာအဖေနေရာတကျထိုင်ပြီးသည့်နောက်ကားတန်းကြီးထွက်လာသည့်လမ်းဘေးတစ်လျှောက်မြို့သူမြို့သားအသီးမိတ်ဆွေများကျူသူနှုတ်သက်ကြကောင်းကြီးဩဘာပေးကြသည်ဒီနောက်မြို့၏ဧကန်မူကျူသူဝဲနှင့်၎င်းပွဲပြီးရင်ဂုံပြူညသာသာပွဲကိုကျင်းပသည့်အခမ်းအနားတက်ရောက်လာသည့်ပုဂ္ဂိုလ်များကကျွန်တော်နှင့်ပတ်သက်သည့်နှုတ်ဆက်စကားများတယောက်ပြီးတယောက်ပြောဆိုကြသည်နောက်ဆုံးကျွန်တော်ပြန်လည်ပြောကြားရမည့်အလေရောက်လာသည်စီစဉ်သူများမေတ္တာရက်ခံ၍ကောက်ကငင်ကသဘောပြောရမည့်စကားအတွက်အများကြီးကြည့်လိုက်ပြင်နေထားခဲ့သည်ကျွန်တော်ဟာတာကိုပြိသက်တွေနှစ်ချက်ရင်မိုးခဲ့ကြသည်စကားပြောနေတော့ကျွန်တော်အဖေကိုမကြာခဏလှမ်း၍ကြည့်ပါသည်အဖေမျက်လုံးသားများကကျွန်တော်စီတစ်ခေါက်မှမရပြိသက်ကိုသာစူးစူးတိုက်တိုက်အကဲခတ်နေပါသည်ပွဲပြီးတော့ကျွန်တော်အဖေကိုလိုက်ဖို့သည်အိမ်ပြန်ရောက်သည့်အထိဖေပါတစ်ခွန်းမှမပြောကျွန်တော်နှုတ်ဆက်ပြီးပြန်ပြီးပြုကမှကျွန်တော်လက်မောင်းကိုလှမ်းကန်ပြီးမကြခင်စစ်ပွဲကြီးတစ်ပွဲဖြစ်လိမ့်မယ်သားသူ့ငကိုတန်ဆူဆူနဲ့အဖေပြောလိုက်သည်ဟုတ်ကဲ့ပြီဒီပွဲမှာဟစ်တလာချီမုန်းခံရလိမ့်မယ်ဒီနောက်အဖေတိတ်ဆိတ်သွားသည်အဖေစကားပြီးပြီလားထင်မိသည်သို့တော်မဟုတ်ကျွန်တော်လက်ကိုတင်းတင်းဆုပ်ကိုင်းကမျက်လုံးများကလီးလံသောအတိတ်ကာလစီမြင်ရောင်မျောငေးသူဆက်ပြောသည်ဟိုတုန်းကဥရောပမှာဂျူးလူမျိုးတွေကိုအစုလိုက်အပြုံလိုက်ညှင်းဆဲတက်ဖြတ်တာတွေအမြဲရှိခဲ့တယ်အဲ့ဒါကြောင့်အဖေတို့သားသမီးတွေဒီလိုဖြစ်မျိုးနဲ့လုံးဝမကြုံရမကြားရကြအောင်အဖေတို့ဒီကိုပြောင်းလာကြတာပေါ့အဖေစိတ်ထဲမှာဒီတိုင်းပြည်ကအဖေတို့ဘောကျေးဇူးကြီးတယ်လို့အမြဲခံစားမိတယ်ဒီကျေးဇူးကျွေးတွေကိုတက်နိုင်သမျှပြန်ဆက်ချင်တဲ့ဆန္ဒနဲ့အဖေမှပြင်းပြခဲ့တယ်အဖေသားကိုတရောတလက်ဝယ်ပေးခဲ့တုန်းကအဖေစိတ်ထဲမှာငါသားဟာဒီရောပညာရှင်ကြီးဖြစ်လာလိမ့်မယ်လို့အဖေမျှော်မှန်းခဲ့တယ်သူသာတကယ်လှပတဲ့သီးသောတန်စင်တွေကိုဖန်တီးနိုင်ခဲ့ရင်ဆိုပြီးတော့အဖေတပြင်းချသည်မကြက်ခိုင်တော့သူ့ပခုံးနှစ်ဖက်ကိုအသာတွန်းလိုက်သည်အဲ့ဒါကြောင့်မို့လို့မင်းတရောမထူတော့ဘူးဆိုတဲ့အခါအဖေသိဝမ်းနေသွားတာပေါ့ဖင်ကြီးဒါပေမဲ့အဖေအခုသဘောပေါက်ပါတယ်မင်းဟာလူတွေရေအောင်လုပ်တဲ့နေရာမှာပိုပြီးကျွမ်းကျင်နေဆိုတာမင်းဘာသာတွေ့ရှိခဲ့တာကိုဒီအချိန်ကာလမှာလူတွေရေမောနိုင်တာအများကြီးကောင်းပါတယ်ကွာ
ဖေတကယ်ယုံကြည်တယ်နော်ကျွန်တော်အသက်တရားပြောလိုက်တယ်အဖေကောင်းညင်းနေနိုင်ငံဟောင်းမှာတော့ကခေတ်ကာလမကောင်းတဲ့အခါမျိုးမှာအဖေတို့လုံးဝမရေကြဘူးသားခေတ်ကောင်းတဲ့ကာလမျိုးမှာတော့ခေတ်မကောင်းစဉ်ကအကြောင်းတွေတွေးနေမိကြလို့အဖေတို့သိမရေနိုင်ကြဘူးရေရတယ်ဆိုတာသိကောင်းတာပေါ့ကွာဗီနီကူဝဲစကီကလူတွေရေအောင်ဖန်တီးနိုင်တာအဖေသိဝမ်းတာတယ်အဖေပြုံးသည်ပြီးတော့ခက်တဲ့အပိုင်းတွေတားမြဲလေ့ကျင့်နေဆိုတာလဲအဖေကြားပါတယ်ဟုတ်ရဲ့လားဗီနီဟုတ်ပါတယ်အဖေဆိုတော့အဖေကဒါမှငါသားတဲ့